ဝရင်ချောင်းဘူးခွန်ဒီဘောကဆယ်စနစ်ကနန်းဒီရဲ့နောက်ွယ်ကလူဝတ်ချက်ကိုတီးပြီးပြီလားဒီနမက်တီက British ဆွန်ရဲ့ SWG Standard Wire Gauge ကနေလာတာပါတဘောတရားကအရန်ရှင်းပါတယ်တန်ကြိုးတစ်ချောင်းကိုဆက်သေးထည့်ပြီးတစ်ခါဆွဲဆန့်လိုက်ရင်တစ်ကိတ်နှစ်ခါဆွဲဆန့်ရင်နှစ်ကိတ်လို့ခေါ်ပါတယ်အချိန်မများဆွဲဆန့်လေလေတန်ကြိုးကသေးသွားလေလေမို့ကနန်းကြီးလေဝရင်ချောင်းတီးလေဖြစ်သွားတာပါဝရင်ချောင်းတွေမှာအသီးဆုံး16ကိတ်1.6 mm ကနေအကြီးဆုံး4ဂိတ် 6.0 mm အထိထုတ်လုပ်လေရှိပါတယ်။4ဂိတ်ထက်ပိုကြီးရင်လူလက်နဲ့ကိုင်ဆောင်ဖို့လေးလံလွန်းလို့မီးအားလည်းအရန်စားလို့စက်မောင်းစနစ်တွေကိုပြောင်းသုံးကြပါတယ်။မြန်မာနိုင်ငံမှာအဓိကသုံးတဲ့3မျိုးရှိပါတယ်။ပထမဆုံး12ဂိတ် 2.5 mm သူကအိမ်သုံးပါတန်ပန်းတကောက်တန်ပြားပါးပါးတွေအတွက်မီးအား60ကနေ90 ampere ဝန်းကျင်နဲ့သုံးရပါတယ်ဒုတိယကတော့10 gauge 3.2 mm သူကတော့ construction kin လို့ခေါ်လို့ရပါတယ်။တိုင်ထုတ် HP အားလုံးအတွက်စမ်းချင်းပြီးစိုက်ဖြစ်ပြီးမီးအား80ကနေ130 ampere လောက်လိုပါတယ်။နောက်ဆုံး10 gauge 4.0 mm ဒါက heavy duty ပါ။တရားတွေတန်တုံးဤတွေအတွက်မီးအား130ကနေ180 ampere အထိပေးပြီးသုံးရပါတယ်။ဒါအပြင်ကားဘော်ဒီဆိုတဲ့14 gauge 2.0 mm နဲ့တင်ဘောချင်းသုံး6 gauge 5.0 mm အကြီးဆုံး4 gauge 6.0 mm ဆိုပြီးအထူးပြုလုပ်ငန်းတွေမှာသုံးတာတွေလည်းရှိပါသေးတယ်။တတိပြုရမှာကကျွန်တော်ပြောတဲ့မီးအားတွေကစာအုပ်ကြီးအတိုင်းပြောတာဖြစ်ပြီးလုပ်ငန်းခွင်ထဲမှာတော့ကိုယ့်ဆက်က inverter လား coin ပုံးလားဆိုတာပေါ်မူတည်ပြီးအတိုးအလျှော့ညှိယူရပါမယ်။ဒီလိုဗဟုသုတတွေအတွက် ATW Engineering Page ကို like and share လုပ်ထားနော်။